အလှူတွေမှာပဲကျွေးလေကျွေးထားရှိတဲ့ဒီလိုမျိုးဝတ်သားအိုးကြီးချက်ကိုအိမ်မှာပဲရအောင်အလွယ်ဘယ်လိုချက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီချက်နည်းလေးရဆိုလို့ရှိရင်တော့ဖြင့်အရန်ကိုမှနုညံ့အိဆက်ပြီးတော့စားလို့ကောင်းလို့ဝတ်သားကိုဟင်းချက်ထားရင်မစားတဲ့အင်ကအမျိုးသားတော်မှာကောင်းမဖော်ရန်စားတဲ့နည်းလေးပါဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးတော့အိမ်မှာလည်း like ချက်စားကြည့်ပါနော်ဒီနည်းလေးကစီတက်စရာမလိုတဲ့အတွက်ဝတ်သားတွေကိုချက်မဲ့အိုးထဲမှာပဲထည့်ပြီးတော့အကြတာနှပ်ပါမယ်ရှင်ပထမအဆုံးထောင်းထားတဲ့ကြက်သွန်ပြူတစ်စုံရဲ့ဂျင်းတစ်စုံရဲ့ကိုထည့်ပေးလိုက်ပါတယ်။အရသာအတွက်ကတော့ဒီမှာဟင်းသဟင်းရမှုန်ကိုသုံးထားပါတယ်။ဒီနေရာမှာစားအချို့မှုန်ငံပြားရဲ့ကြိုက်နှစ်တရားထည့်လို့ရပါတယ်။အကြောင်အတွက်ကတော့ပဲငံပြားရဲ့အနောက်တစ်စုံရဲ့ပြီးတော့အကြောင်တင်မှုကိုလက်ဖက်စားစုံနဲ့တစ်စုံစနုမှုန်ကိုလက်ဖက်စားစုံနဲ့တစ်ဝက်ထည့်ထားပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စီကိုလည်းအနှဲငယ်ထည့်ပေးလိုက်ပါတယ်။ဒါကတော့အိုးမကတ်အောင်လို့ပါနော်။မဟုတ်လို့ရှင်တော့ထည့်စရာမလိုပါဘူးရှင်။အားလုံးထပ်ပြီးသွားရင်တော့အရသာတွေအကုန်လုံးအသားထဲစိတ်မျောဝင်အောင်နယ်ပေးပြီးသွားလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့နိုင်ဝက်ကနေတနာရီထိနှက်ထားပေးလိုက်ပါမယ်အချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့စပြီးတော့ချက်ဖို့အဆင်သင့်ဖြစ်ပါပြီဒီနေရာမှာရှာလကာရီလေးနင်းနေကိုထည့်ထားပါတယ်သူကအနုမြန်လို့ထည့်ထားပါတော့တကယ်လို့မထည့်ရင်လည်းကိစ္စမရှိပါဘူးရှင်ပြီးလို့ရှိရင်တော့မီးလေးဖွင့်ပြီးတော့ဝတ်သားကိုအကျော်လေးတွေတင်းလာပြီးတော့သူထဲကပါလာတဲ့ရေတွေကုန်တဲ့အထိစိတ်ရှိလက်ရှိနဲ့လုံးချက်ကလေးချက်သွားပေးလိုက်ပါမယ်ဒီနေရာမှာရေးထည့်ဖို့မလောပါနဲ့နော်သူ့ဝက်သားတွေကပါလာတဲ့ရေတွေကုန်ပြီးတော့ဒီလိုမျိုးလေးခြောက်သွားပြီဆိုတဲ့အခါကျတော့မှရေကိုဝက်သားမြုပ်တဲ့အချိန်ထိထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့သူ့ကိုဒီတိုင်းပဲတည်ထားပေးလိုက်မယ်နော်ဒါကတော့ရေပွက်လာတဲ့ချိန်တွေပါဒီနေရာမှာအိုးမကန့်အောင်လို့ဟိုဘက်ဒီဘက်လှန်ပြီးတော့အနေငယ်မှွေထားပေးလိုက်တယ်ပြီးလို့ရှိရင်ဒီပထမတရေခန်းသွားအောင်လို့အဖုံးမအုပ်ပဲနဲ့ဒီတိုင်းလေးပဲဆက်တင်ထားပေးလိုက်ပါတယ်ဒါကတော့ပထမတရေခန့်ထားပြီးတဲ့အချိန်လေးပါဝက်သားကမနူးသေးတဲ့အတွက်နောက်ထပ်ရေတရေထပ်ထည့်ပြီးတော့နောက်တစ်ခေါက်ထပ်ထည့်ထားပေးလိုက်ပါမယ်ဒါကတော့ဒုတိယရေခန့်ထားပြီးတဲ့အချိန်လေးပါဒီနေရာရောက်တော့မှခရင်လေးနဲ့ဝက်သားကိုကိုလိုချင်တဲ့အနေထားအနူးညံ့ရမရကိုစစ်ကြည့်လိုက်ပါမယ်တကယ်လို့ရပြီဆိုလို့ရှိရင်တော့ဒီကြံနေတဲ့ရေလေးတွေခန်းပြီးတော့စီပြန်တဲ့အထိဆက်တင်ထားပေးလိုက်ရှင်ရပါပြီနော်ဒီလိုအနေထားလေးဆိုလို့ရှိရင်တော့မိပိတ်ပြီးတော့ချထားလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ဟင်းချက်တဲ့မုံလို့တဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုလို့ရှင်တော့ like and follow လေးလုပ်သွားပေးပါအောင်နော်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်။တတ်တာ။